ခွင့်ပြန်သမားတွေအတွက်စိတ်မကောင်းစရာသတင်းတစ်ပုဒ်မပြောချင်မနဲ့ပြောရပါဦးမယ်ခင်ဗျာဟုတ်ကဲ့ဒီဗီဒီယိုလေးကိုတေချာကြည့်ပေးပါနော်တေချာကြည့်ပေးပါကျွန်တော်တို့ခွင့်ပြန်သမားတွေနဲ့သက်ဆိုင်တဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်တဲ့အတွက်ပါရန်ကုန်ကနေပြီးတော့ဘန်ကောက်ကိုပြန်တက်လာမယ်ခွင့်ပြန်သမားတွေကျွန်တော်တို့12ရက်နေ့တလပိုင်း2020နဲ့6မနက်ခင်းပိုင်းကနေပြီးတော့စပြီးဖြစ်တာပါလက်ရှိဒီနေ့ကျွန်တော်ဗီဒီယိုရိုက်တာဒီနေ့တင်မဲ့ဗီဒီယိုဒီကျွန်တော်တို့73ရက်နေ့မနက်ခင်းအစောကျွန်တော်ရိုက်နေတာပါဒီနေ့ကတော့ကျွန်တော်တို့ဒီနေ့မနက်ခင်း73ရက်နေ့လည်းပြန်တက်လာမဲ့သူတွေရှိတယ်ရန်ကုန်ကနေဘန်ကောက်ကိုလက်ရှိဒီနေ့သတင်းကတော့ update မဖြစ်သေးဘူးအတိအကျမသိရသေးဘူးမနေ့က12ရက်နေ့ကတော့တနိုင်ငံလုံးအတိုင်းအတာတစ်ခုနဲ့ဖြစ်တာအတိုင်းအတာတစ်ခုတနိုင်ငံလုံးမောင်ဖြူမောင်မဲမကြံအကုန်လုံးရန်ကုန်လေစိတ်မန္တလေးလေစိတ်အကုန်ဖြစ်တာပါဟိုကျွန်တော်တို့ခွင့်ပြန်သမားတွေဘန်ကောက်ကိုပြန်တက်လာလို့မရပါဘူးစိတ်မကောင်းစွာနဲ့ပဲเนาะသတင်း update အသစ်ကတော့ဘယ်သူမှတိတိကျကျမသိရသေးဘူးခင်ဗျဟိုမနေ့ကတော့ကျွန်တော်တို့ခွင့်ပြန်သမားတွေတက်လာလို့မရဘူးဆိုပြီးတော့အကုန်လုံးပြန်ရတယ်သူတို့ဖြစ်တဲ့အကြောင်းအရာကတော့သူတို့ဟိုသိရတာကတော့နေပြီးတော့စာတင်တဲ့ကိစ္စလို့သိရတယ်နေပြီးတော့စာတင်တဲ့ကိစ္စအရင်တော့ဆိုရင်ကျွန်တော်တို့ email တင်တာ email နဲ့ကျွန်တော်တို့တင်ပေးလို့ရတယ်ကိုတိုင်လည်းတင်လို့ရတယ်ကိုမတင်တတ်ဘူးဆိုရင်လည်းကိုယ့်ရဲ့နီးစပ်ရာဆွေမျိုးတင်ခိုင်းလို့ရတယ်email ပြန်ကြလာပြီဆိုတာနဲ့ email ကိုလင်ခွဲမှာပြန်ပြပြီးတော့ဘန်ကောက်ကိုတက်လာလို့ရတယ်အခုစားအဲ့လိုမဟုတ်တော့ဘူးကျွန်တော်တို့ဒီလိုအပ်တဲ့စာစတန်းတွေကတော့အရင်တိုင်းပဲပုံမှန်တိုင်းပဲ passport မျက်နှာပြင် visa 1 permit စမတ်ကတ်မှတ်ပုံတင်ဒီဥစ္စာတွေကိုကျွန်တော်တို့မိတ်တူကူးပြီးတော့လူကိုယ်တိုင်နေပြီးတော့မှတင်လို့ရတယ်လို့စာတိုက်ကနေပြီးတော့ပို့ပြီးတော့တက်ဆင့်လဲတင်လို့ရတယ်နောက်ဆုံးနံပါတ်3အဆင့်ကတော့ပွဲစားပေါ့ကျွန်တော်တို့သူတို့အကျိုးဆောင်နေနဲ့လဲတင်လို့ရတယ်လို့သူတို့ဘက်က3မျိုးပြောထားတာရှိတယ်ဒါပေမဲ့အဲ့ဒါကရပြီလားဒီနေ့စတင်လို့ရပြီလားလုံးလို့ရပြီလားဆိုတော့လဲဘယ်သူဘယ်ဝါမှတိတိကျကျမသိသေးပြန်ဘူးဘာဖြစ်လို့လဲဆိုတော့ဘယ်သူဘယ်ဝါမှမတင်ရသေးလို့ဘယ်သူဘယ်ဝါမှမတင်ရသေးဘူးဘယ်သူဘယ်ဝါမှဟိုမလောက်ရသေးတာဖြစ်တဲ့အတွက်ဘယ်ဟာမှတိတိကျကျပြောလို့မရသေးဘူးတေးကြတာတခုကတော့မနေ့က12ရက်နေ့တလပိုင်း2026မနက်ကနေစပြီးတော့ခွင့်ပြန်သမားတွေအရင်ပုံစံမျိုးနဲ့တက်လို့မရသေးပါဘူးဆိုတဲ့အကြောင်းအရင်ဆုံးသိထားဖို့နာလိုအပ်တယ်ပေါ့နော်ဟိုခုလောလောဟိုအခုဥပမာအနေနဲ့ဒီမှာဆိုဒီအကိုတွေဒီညီမလေးတွေဆိုလို့ရှိရင်သူတို့ပြန်လာကြမဲ့လူတွေပြန်လာမှာသူတို့တုံးထုမှာသူတို့ကဒီအကိုတွေဆိုလို့ရှိရင်ပြန်တော့လာမယ်တုံးနဲ့ထုမယ်ဘယ်တော့ပဲရက်လဲမသိသေးဘူးโอเคဒါမျိုးလူတွေကမပူနဲ့အောင်ဖုံးမဆက်နဲ့အောင်ဟုတ်ပြီဟိုညီမလေးတွေဆိုလို့ရှိရင်ပြန်လာမဲ့ရက်တောင်မှအတိအကျသိပြီးသားနော်ပြန်လာမဲ့ရက်ကိုစဉ်းစားပြီးသားနော်2လပိုင်းလောက်ကိုပြန်လာမှာ2လပိုင်းအစောပိုင်းလောက်ဖြစ်မယ်ကိုယ်စားကျွန်တော်တို့1လပိုင်း2လပိုင်းလောက်ကိုဖြစ်မယ်ပြန်လာမှာအဲ့လူတွေကလည်းခဏနေအောင်ဟိုဘာဖြစ်လို့လဲဆိုတော့အခုကသာပူပူနွေ့နွေ့ပြဿနာအစောကြီးပဲရှိသေးရဲ့ဆိုတော့ဟိုတိတိကျကျဘာမှမသိရသေးဘူးဟိုအဓိကကြားတဲ့သူတွေကဒီလောလောဆယ်အတွင်းကိုကျွန်တော်တို့12ရက်နေ့စဖြစ်တာဆိုတော့12ရက်နေ့တက်မဲ့သူတွေ73ရက်14ရက်15ရက်16ရက်ဒီနီနီနာနာတပတ်2ပတ်အတွင်းလောက်ကလူတွေပဲနည်းနည်းပူပင်တော့ကရောက်နေရတာအဲ့ဒါလဲကျွန်တော်ဘက်ကနေပြီးတော့လဲတိကျတဲ့အဖြစ်တခုကိုပေးလို့မရသေးဘူးနိုင်ငံတော်အဆင့်အင်းနဲ့ဖြစ်တာဆိုတော့တနိုင်ငံလုံးဖြစ်တာဆိုတော့ဘယ်သူမှတိတိကျကျမသိရသေးတော့ကျွန်တော်တို့လည်းပြောလို့မရသေးဘူး update အသစ်တစ်ခုဖြစ်ရင်ကျွန်တော်ပြောပြပါမယ်လို့လောလောဆယ်အနေထားတစ်ခုကတော့ဘယ်သူပဲဝါမှတက်လို့မရသေးဘူးတက်လို့ရလို့ရှိရင်ကျွန်တော်ဘက်ကနေပြီးတော့ပြန်ပြောပြပေးမယ်ဟုတ်ကဲ့ဒီတက်မကသတင်းလေးတွေကိုသိကျင်ကျွန်တော်ကိုfollower လေးလောက်ထားပေးပါကျွန်တော်အကောင့်လေးကိုကြည့်ထားပေးပါเนาะကျွန်တော်နောက်ထပ်အဟာတွေကိုပြန်ပြောပြပေးမယ်အခုချိန်မှာတော့ဘယ်သူပဲဝါမှတိတိကျကျမသိရသေးလို့ဒီနေ့ဆိုလို့ရှိရင်ပြန်လာပုံမှန်ပဲเนาะပုံမှန်ပြန်ဆင်းလို့ရတယ်ပုံမှန်ပြန်ဆင်းလို့ရတယ်ပုံမှန်အရင်တော့တက်လို့ရပါမယ်မနေ့ကစပြီးတော့မရသေးဘူးဒီနေ့ဆင်းမှတော့အနီရောင်စာအုပ်တွေအစိမ်းရောင်စာအုပ်တွေအများကြီးဒီမှာအစိမ်းရောင်ဒီမှာအစိမ်းရောင်နဲ့အနီရောင်နဲ့ဆင်းတာပြဿနာမရှိဘူးဆင်းလို့ရတယ်เนาะအတက်လေးကိုပဲပြောပြတာပါအခုတော့ကျွန်တော်ရဲ့ဒီမှာဒီနေ့ထမင်းရှင်တွေလက်မှတ်သွားထုတ်ပြီးတော့ဂိတ်ကိုသွားပို့လိုက်ပါအောင်မယ်เนาะဒီတက်မကသေးစိတ်သိရင်ကျွန်တော်ကိုဖုန်းဆက်ပြီးတော့မေးပါဟိုအဝေးရလူတွေကတော့ခဏစောင့်ပေးပါဦးလို့ရက်နီးရသူတွေအပြည့်အသစ်တစ်ခုဖြစ်ရင်ကျွန်တော်ပြန်ပြောပြပေးပါမယ်ခင်ဗျာ